ဒါဆိုမြတ်စွာဘုရားအရိယာတို့ရဲ့မြတ်သောအစ်ဆက်နေရာဟာအဘယ်နေအရိယာတို့ရဲ့နေရာကိုမြတ်စွာဘုရားရှင်အဘယ်သို့ဟောကြားပါသနည်းလို့လျှောက်တယ်အဲ့ဒါလိုလျှောက်တဲ့ခါကျတော့ဥပ္ပုံနာနည်းနည်းစောစောခါကလာမှာငါသည်တပည့်ကိုလွယ်၍သင်္ကန်းကိုယုံလဲ၍မိမိအပြင်ပြုရာရွာနေကုန်းကိုဆွမ်းခံတယ်ဆွမ်းစားပြီးတော့ခါရတာတောရက်ကိုဝင်တယ်တိရချုပ်တို့ကိုစုပုံ၍ထဝက်ဖုတ်ကိုထိုင်၍တတိတံပဇံကိုကမ္မထာအာယုံတို့နှလုံးသွင်းတယ်အဲ့ဒါလိုအာယုံကိုနှလုံးသွင်းပြီးတဲ့ခါကျတော့မိမိတဏ္ဍမဖြစ်လာတဲ့ဧကဒေါသသည်လောဘသည်မောဟသည်လို့သိမြင်၍လေမြတ်စွာဘုရားရှင်ကတော့ဒါလောဘဒေါသမောဟအကုန်ဝရိပနဲ့ရွှေပလင်နဲ့တဲ့အပဲပဲပြီးပြီမလားဒီနေရာမှာကျတော့ပုံနာလဲငါသည်ယာကဒေါသမောဟကိုအပြီးပယ်ပြီးပြီယောဂီတို့ကျတော့ဧကယာကသည်သမုဒိယသည်ဧကဒေါသသည်ဒုက္ခသစ္စာပဲဧကမောဟသည်ဓာတ်ဒိဋ္ဌိပဲအဲ့လိုမျိုးဆင်ញင်ပြီးတော့မြတ်စွာဘုရားရှင်တော်ပုံနာကိုပုံနာလဲဤသို့အပြင်တတိပံကိုကမ္မထအာယုံကိုတတိကပ်ပြီးတော့ယာကဒေါသမောဟကိုပယ်ပြီးပြီတဲ့ယာကဒေါသမောဟကင်းလျက်သွားခြင်းရခြင်းထိုင်ခြင်းလျှောင်းခြင်းကိုပြုတယ်ဤသို့နေထိုင်ခြင်းသည်အရိယာတို့ရဲ့မြတ်သောအိယာနေထိုင်ခြင်းဖြစ်လေလို့မြတ်စွာဘုရားရှင်သည်ကောင်းစွာဟောကြားတော်မူလေတော်တည်းဒီအရိယာတို့ရဲ့နေထိုင်ခြင်းဟာလောဘဒေါသမောဟယာကသူဟိုမှာဟောတော့ယာကဒေါသမောဟယာကနဲ့လောဘနဲ့တူတူပဲအဲ့ဒီတရားတွေကသမုဒိယသစ္စာအဲ့ဒီတရားတွေကြောင့်ပေါ်ပေါက်လာတဲ့တောကပရိဒေဝမတမယာခြင်းတွေကဒုက္ခသစ္စာဒါကြောင့်မလို့အဲ့ဒီတရားတွေကိုပယ်တတ်၍ပူပန်ခြင်းစိုးရင်ခြင်းတွေကိုချုပ်ငြိမ်းစေငြိမ်းအေးတော်တာကနိရောဓသစ္စာအဲ့ဒါလိုနိရောဓသစ္စာဒုက္ခချုပ်ငြိမ်းရာကိုအတိမှပြုတ်တယ်မျက်မှောက်ပြုတ်တယ်သွားခြင်းရခြင်းနေခြင်းထိုင်ခြင်းကိုပြုတ်တယ်အဲ့ဒါလိုနေထိုင်ခြင်းသည်အရိယာတို့ရဲ့နေထိုင်ခြင်းဖြစ်၏အောက်ထစ်ဆုံးယောဂီအပေါင်းတို့ဟာအရိယာတို့ရဲ့နေထိုင်ခြင်းနေထိုင်တယ်ဆိုလို့ရှိရင်အရိယာတို့ရဲ့နေထိုင်ရာအရာအိစ္ဆေလဲလှဲလင်းရာအရာရှောက်ရာအရာထိုင်ရာအရာရရာအရာတွေအရိယာတို့ရဲ့မြတ်သောအိစ္ဆေရနေရာဖြစ်တယ်လို့မြတ်စွာဘုရားရှင်ဟောတော်မူလိုက်တယ်အဲ့ဒါလိုဟောလိုက်တဲ့အခါကျတော့အဲ့ဒီခုနဝိဇ္ဇအနွယ်ဝင်ပုံနာဟာကျင့်တတ်တော့သူတွေမကဘူးတဲ့ဝိနာကပူရာနေကုန်းမှာရှိတဲ့ရွာသားတွေကလည်းကျင့်တတ်သွားတယ်ပုံနာတွေကျင့်တတ်ပြီးတော့မြတ်စွာဘုရားယနေ့ကနေစပြီးတပည့်တော်တို့ကိုယန္တသုံးပါးကိုစိတ်ကကိုးကွယ်ရဥပတ္တကဖြစ်မှတ်တော်မူပါဘုရားဟူ၍ကောင်းစွာလျှောက်ကြားလေတော်တည်း